လုံးပဲမင်္ဂလာပါကျွန်တော်တူဒီကိုကျော် channel မှာပုံမှန်များအားလုံးပဲမင်္ဂလာပါလို့ကျွန်တော်နော်နှုတ်ဆက်ပါတယ်အားလုံးပဲကျွန်တော်တို့အောက်ကြာနေ့ကျွန်တော်နော်23ရက်5လ2025နောက်ဆုံးနေ့မှာနော်လိုချင်ပါတယ်ရကြပါလေဆိုတဲ့အကိုမတွေနော်ပေါက်သွားလို့ဒါနေရှိမှာအကျွေးတင်းနေပါဆိုတဲ့အမတွေနော်ဟိုတစ်ဖက်ကမပေါက်တဲ့အမတွေနော်ရှိရကမပေါက်တဲ့အမတွေအခုကျွန်တော်တို့ဒီမိန်းကနန်းမိန်းကျွန်တော်တို့ဒီရှယ်ပတ်တီးရယ်ကျွန်တော်ရှယ်မိန်းရယ်တကောကျွန်တော်ထုတ်ပေးထားရယ်နော်အမျိုးတွေအားလုံးပဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုအများအားတွေ့မြင်ရအောင်လို့ကျွန်တော်ကိုဘေးနားဒီ online subscribe လေးကိုအားလုံးနှိပ်ပေးထားကြပါနော်ကျွန်တော်တင်တဲ့ပို့တွေအများတွေ့မြင်အောင်နော်ကိုယ့်ရဲ့အကူမများအားလုံးပဲ23ရက်5လ2025เนาะကျွန်တော်เนาะညနေ4:35เนาะကျွန်တော်တို့ဖတ်မဲ့ကနန်းတကွက်ကောင်းရယ်ကျွန်တော်เนาะရှက်ပတ်တီးရယ်เนาะမျိုးတွေအားလုံးပဲညနေကြရင်เนาะမျိုးတွေထိုင်ရှိမှကျွန်တော်ငွေထုတ်မယ်เนาะနောက်ပဲဆုံးအိတ်မှာเนาะကျွန်တော်ရှက်ပလန်နဲ့ကျွန်တော်ရှယ်ယူမယ်เนาะမျိုးတွေအားလုံးပဲนี่ရတဲ့ပတ်စံကိုကျွန်တော်တို့အမျိုးတွေနော်ထုတ်ပွားလို့ရှိရင်ကျွန်တော်တို့အခုပေးတဲ့ကဏ္ဍကိုကျွန်တော်တို့ပေါက်လို့ထုတ်ပွားလို့ရှိရင်ကိုအကူအမများတော့ရွှေတိုင်ကိုသွားမယ်ဆိုရင်မနက်ကိုသွားလို့ရရင်နော်အမျိုးတွေဟုတ်ပါမင်္ဂလာပါနော်မျိုးတွေကိုမနက်ကလည်းကျွန်တော်အကောင်းဆုံးကျွန်တော်လုပ်ပေးထားတယ်နော်မျိုးတွေကျွန်တော်တို့23ရက်5လ2025ညနေ4:30မှာเนาะကျွန်တော်တို့အကောင်းဆုံးရှယ်ပတ်တီးရယ်ကျွန်တော်တို့အကောင်းဆုံးမင်းရယ်အကောင်းဆုံးကျွန်တော်တစ်ခေါက်ကောင်းကျွန်တော်ထုတ်ပေးထားတယ်နော်မျိုးတွေအားလုံးပဲတို့ချင်းပါလေရချင်းပါလေဆိုရင်မျိုးဗီဒီယိုကြုံသွားတယ်ဗီဒီယိုဝင်ကြည့်သွားနော်မျိုးတွေအားလုံးပဲကျွန်တော်တို့အခုကိုတူတယောက်တည်းရကျင်တဲ့စိတ်နဲ့မဟုတ်ဘဲနဲ့ကျွန်တော်အများဆန္ဒအများကိုတည်ရအောင်လို့เนาะ share ရတဲ့နေရာမှာကျွန်တော်ဗီဒီယိုလေး share ပေးပါเนาะအားလုံးပဲကျွန်တော်တင်တဲ့ဗီဒီယိုလေးကိုအများအားတွေ့မြင်အောင်လို့လက်မလေးနှိပ်ထားပါကျွန်တော်တို့ဒီနာကျွန်တော်အနီအောင် subscriber လေးဆိုတဲ့ဟာလေးเนาะနှိပ်ပေးထားပါအားလုံးပဲကိုကျော်အားလုံးကိုကူညီမယ်เนาะကူညီရတယ်เนาะကိုကျော်ရဲ့စေတနာရင်းမှန်တဲ့ကိုကျော်လာပြီးတင်ပေးတာနော်ကိုအကိုမတွေကျွန်တော်ရိုက်ရခြင်းနဲ့စိတ်ကျွန်တော်တင်ပေးရကျွန်တော်ကကျွေးများနေတယ်ဆိုတော့အကိုတွေမတွေနော်အိုင်နေစီမှာပတ်သက်ထုတ်ချင်ပါရဲ့ဆိုတော့တခါမထုတ်ဘူးဆိုတော့မထုတ်ဘူးသေးဘူးဆိုတော့အကိုတွေမတွေနော်အချီးမထုတ်ရသေးတဲ့အကိုမတွေနော်ညနေ4:30မှာထုတ်မယ်နော်အမျိုးတွေအားလုံးပဲကိုကျော်ရီကူညီပါအောင်ဆိုတဲ့အကိုတွေမတွေနော်ညနေ4:00ကျွန်တော်တို့23ရက်5လ2025ညနေ4:00နော်30မှာကျွန်တော်တို့လုံးဝကျွန်တော်တို့တပတ်ကောင်းရယ်ကျွန်တော်တို့ရှယ်ပတ်တီးရယ်ကျွန်တော်တို့ရှယ်မေးရယ်ကျွန်တော်ထုတ်ပေးထားရယ်နော်မျိုးတွေအားလုံးပဲမင်္ဂလာပါနော်မျိုးတွေအဲကျွန်တော်ခဏကျွန်တော်စားလိုက်အောင်နော်ကိုအမျိုးတွေလည်းကိုအချိန်တားကတ်တော့မှကြောက်ပါသေးကျွန်တော်ညနေနေ့ကျွန်တော်တင်တာနည်းနည်းပါဖြစ်နေတော့ကျွန်တော်တို့ဒါတော့ပြောသလိုပေါ့နော်ကိုတူတယောက်တည်းရလို့စိတ်နဲ့မဟုတ်ဘဲနဲ့အများဆန္ဒရအောင်လို့ကျွန်တော်နော် share လို့ရနေရာလေးမှာကျွန်တော်တို့အားလုံးပဲကျွန်တော် share ပေးထားကြပါနော်အမျိုးတွေအားလုံးပဲဟိုဒီနေ့ဗီဒီယိုလေးကိုအများနဲ့တွေ့မြင်အောင်လို့ like and subscribe လေးတွေနှိပ်ပေးထားပါနော်အဲ့တော့ကျွန်တော်စလိုက်အောင်နော်အမျိုးတွေ23ရက်5လ2025 4:30မှာအကောင်းဆုံး share ပတ်တီးဒီကျွန်တော်တို့36ပတ်တီးဖြစ်ပါတယ်နော်ကျွန်တော်တို့အကောင်းဆုံး main all အနေနဲ့ကတော့ကျွန်တော်တို့တွေ53 5313 83နော်5313 83 86ဆိုပြီးတော့ထုတ်ပေးရပါနော်၄ခွက်တို့ရနော်အားလုံးပဲကျွန်တော်အကောင်းဆုံးကျွန်တော်တစ်ခွက်ကောင်းကျွန်တော်ကြံပါသေးရနော်အမျိုးတွေအားလုံးပဲ
ဟိုကျွန်တော်ပတိမပိုင်နေတဲ့လူပေါ့ဗျာအခုကျွန်တော် main order မထိုးနေတဲ့လူတွေဟိုခဏများလို့ဆိုမထိုးနေတဲ့ဆွဲလူတွေတကွက်ထဲမှာထိုးချင်ပါလေဆိုတဲ့လူတွေကနော်တကွက်ကောင်းကျွန်တော်ပြောမယ်နော်အားလုံးကျွန်တော်ပြောမယ်တကွက်ကောင်းဒီ63ပဲဖြစ်ပါတယ်နော်အမျိုးတွေအားလုံးပဲအဲ့အကုန်မှများအားလုံးပဲနော်ကျွန်တော်တို့23ရက်9လ2025 4နာရီ30မှာရွှေတိုင်းကိုသွားပြီးတော့ရွှေလုံမယ်နော်အမျိုးတွေခါမှမထုတ်ဘူးသေးတယ်နော်အချီးမထုတ်ဘူးသေးတဲ့အကူမှများနော်တကွက်ကောင်းထိုးပြီးတော့ထုတ်လိုက်ရတယ်နော်အမျိုးတွေညနေ4နာရီ30မှာနော်အဲ့ဒါဆိုရင်ကျွန်တော်ရဲ့ live show ဗီဒီယိုလေးကိုဒါမှကျွန်တော်ကျနာပေးပါမယ်နော်အမျိုးတွေအားလုံးပဲချင်းနောက်ပြန်သွားမှာဆိုလို့နော်အမျိုးတွေဒါမှမဟုတ်စိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းပြည့်စုံပြီးအသက်ရှူတိုင်းမှာငွေတွေဝင်ကြပါစေလို့နော်တူဒီကိုကြုံမှဆူတောင်းပေးပါနော်အားလုံးပဲမျိုးတွေဖွင့်လိုက်ပါနော်